Today is my day off. ဒီနေ့ကကျမရဲ့နေ့ရက်ပါ I don't go to work, so I wake up late. ကျမအလုပ်မသွားပါဘူး။ဒါကြောင့်အိယာနောက်ကျမှထပါတယ်။ I eat noodles and drink orange juice. ကျမခောက်ဆွဲစားပြီးလိမ္မော်ရည်တောက်ပါတယ်။ Then I clean my room, wash my clothes and listen to music. အဲ့ဒီနောက်ကျမအခန်းကိုတန့်ရှင်းရေးလုပ်ပါတယ်။အဝတ်တွေလျှော်ပါတယ်။ပြီးတော့သီချင်းနားထောင်ပါတယ်။ In the afternoon, I go shopping at the mall. နေ့လည်ခင်းမှာကျမကုန်တိုက်ထဲမှာဈေးဝယ်ပါတယ်။ I buy some snacks and a new book. ကျမမုန့်တချို့နဲ့စာအုပ်တစ်အုပ်ဝယ်ပါတယ်။ After that, I go to a cafe and sit alone. အဲ့ဒါပြီးတော့ကျမကော်ဖီဆိုင်ကိုသွားပြီးတစ်ယောက်တည်းထိုင်ပါတယ်။ I enjoy a cup of coffee and watch people walk by. ကျမကော်ဖီတစ်ခွက်ကိုခံစားရင်းလမ်းလျှောက်နေတဲ့လူတွေကိုကြည့်ပါတယ်။